ယောဂဘိုးကူးစက်ခံရတဲ့မြို့တစ်မြို့လုံးကိုစစ်တပ်ကရဲရဲဆက်ဆက်ပုံကျဲပြီးရှင်းလင်းပစ်ဖို့ကြိုးစားလာတဲ့အခါမိမိချစ်ရသူတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုကယ်တင်ဖို့ဆရာဝန်တယောက်ဘလို့အသက်လူကြိုးပမ်းသွားမလဲဆိုတာကိုဒီကနေ့ဇလန်းလေးမှာမြင်တွေ့ရမှာပါ1960ခုနှစ်အာဖရိကတိုက်ရဲ့တောနက်ထဲမှာစစ်သားတွေဟာအမီမတိဘိုင်းယက်စ်တစ်မျိုးကြောင့်အစုလိုက်ပြုံလိုက်တေဆုံးနေကြပါတယ်ဒီကိစ္စကိုဖုံးကွယ်ဖို့အတွက်အမေရိကန်စစ်တပ်ကအရာရှိ2ယောက်ဖြစ်တဲ့ဝီလီယံနဲ့ဒေါ်နယ်တို့ဟာယောဂပိုးနမူနာယူပြီးတာနဲ့အဲ့ဒီစခန်းတစ်ခုလုံးကိုလူမဆန်စွာဘုံကျဲဖျက်ဆီးပစ်လိုက်ပါတယ်28နှစ်ကြာပြီးတဲ့နောက်မှာတော့အာဖရိကမှာအဲ့ဒီဘိုင်းယက်စ်ပြန်ဖြစ်နေကြောင်းစစ်ပတ်ဆိုင်ရာဘိုင်းယက်စ်ပညာရှင်စံတယောက်သတင်းရရှိခဲ့ပါတယ်သူကအာဖရိကကိုတွားရောက်စစ်ဆေးတဲ့အခါဒီယောဂပိုးဟာ2ရက်3ရက်အတွင်းလူကိုသေစေနိုင်ပြီးသေဆုံးနှုန်း100%ရှိတယ်ဆိုတာတွေ့လိုက်ရပါတယ်ဒါပေမဲ့သူ့ထက်အရာရှိဝီလီယံကတော့ဒီကိစ္စကိုသတိပေးချက်မထုတ်ပြန်ဘဲလစ်လျူရှုထားခဲ့ပါတယ်ဒီယောဂပိုးကိုတည်ဆောင်လာတဲ့မြောက်တကောင်ကိုအမေရိကန်ပြည်ထောင်စုစီခိုးသွင်းလာခဲ့ရာကနေပြဿနာစပါတော့တယ်ဂျင်မန်ဘိုဆိုတဲ့လူကအဲ့ဒီမြောက်ကိုမောင်ခိုရောင်းဖို့စ조사ရင်မြောက်ရဲ့တတွေးနဲ့အကုတ်ခံရရာကနေယောဂစတင်ကူးဆက်သွားပါတယ်အဲ့ဒီနောက်ဂျင်ဘိုဟာလေရင်စီးပြီးဘောဆက်တုံကိုသွားရာကနေသူ့ရေးစားကိုပါကူးဆက်စေခဲ့ပြီးနှစ်ယောက်စလုံးသွေးထွက်လွန်ကတေဆုံးသွားကြပါတယ်မြောက်လေးကိုလွတ်ပေးလိုက်တဲ့စီတာခီးမြို့လေးမှာတော့ယောဂဘိုးကအလျင်မြန်ပြန့်နှံ့သွားပါတော့တယ်ရုပ်ရှင်ရုံထဲကလူတယောက်ချောင်းဆိုးရာကနေယောဂဘိုးဟာလေထဲကနေတဆင့်ကူးဆက်နိုင်တဲ့အခြေအနေအထိစင်ကဲပြောင်းလဲသွားခဲ့ပါတယ်မကြာခင်မှာပဲစစ်တပ်ကအဲ့ဒီမြို့လေးကိုလော့ကဒေါင်းချပြီးအပြင်ထွက်တဲ့သူတိုင်းကိုပြစ်ခတ်ဖမ်းဆီးပါတော့တယ်ဆန်နဲ့သူ့ရဲ့ဇနီးဟောင်းဖြစ်သူယော်ဘီတို့ဟာအဲ့ဒီမြို့ကိုရောက်လာပြီးကူညီပေးနေကြပါတယ်အဲ့ဒီအချိန်မှာပဲဆန်ဟာစစ်တပ်မှာဒီယောဂအတွက်ဖြည့်ဆည်းရှိနေတာကိုတွေ့သွားပါတယ်တကယ်တော့စစ်တပ်ကဒီဘိုင်းယက်စ်ကိုဇီဝလက်နက်အဖြစ်သုံးဖို့1960ခုနှစ်ကတည်းကချို့ဝှက်မွေးမြူထားခဲ့တာပါဒါပေမဲ့သူတို့စီကဖြည့်ဆည်းကမူလာဘိုင်းယက်စ်အတွက်ပဲရပြီးအခုလေထဲကနေကူးဆက်နေတဲ့ဘိုင်းယက်စ်အသစ်အတွက်တော့အလုံးမဖြစ်တော့ပါဘူးအခြေအနေတွေကအရန်ကိုဆိုးရွားလာပြီးဆေးရုံတွေမှာလည်းလူနာတွေပြည့်ရှံနေပါတော့တယ်ယောဂဘိုးကိုစစ်ဆေးကုသနေရင်းနဲ့ဆန်ရဲ့သူငယ်ချင်းကူးဆက်ခံလိုက်ရသလိုဇနီးဟောင်းယော်ဘီလည်းမတော်တဆအဆူမိပြီးယောဂဘိုးကူးဆက်သွားခဲ့ပါတယ်ဒါအပြင်စစ်တပ်ကြီးကဒေါ်နယ်ကဒီကိစ္စကိုဖုံးကွယ်ဖို့အတွက်မြို့တစ်ခုလုံးကိုဘုံကျဲဖျက်ဆီးဖို့တမရစီကနေခွင့်ပြုချက်ပါရယူလိုက်ပါပြီအချိန်တွေတိတ်မကြံတော့ပါဘူးဆန်နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဆော့တို့ဟာဖြည့်ဆည်းဖို့မူလာယောဂဘိုးတယ်ဆောင်လာတဲ့မြောက်ကိုရှာဖို့ရဟတ်ရင်တစည်းကိုခိုးယူပြီးထွက်ပြေးကြပါတော့တယ်သူတို့ဟာရုတ်တံလိုင်းတစ်ခုကိုဝင်စီးပြီးမြောက်ရဲ့ပုံကိုတနိုင်ငံလုံးတိအောင်ကြေညာလိုက်ရာကနေမြို့ထဲကကလေးမလေးတယောက်ရဲ့အကူအညီနဲ့အဲ့ဒီမြောက်ကိုတောထဲမှာတွားရောက်ဖမ်းဆီးနိုင်ခဲ့ပါတယ်စစ်တပ်ကသူတို့ကိုရဟတ်ရင်တွေနဲ့လိုက်လံပစ်ခတ်ပေမဲ့စော့ရဲ့အစွမ်းပြလေရင်မောင်းနေမှုကြောင့်အံပွယ်လွတ်မြောက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းမြို့ကိုဘုံကျဲမဲ့လေရင်ကြီးကအနားကိုရောက်လာပါပြီဆန်တို့လည်းမြောက်ရဲ့သွေးနဲ့ဖြည့်ဆေးကိုအောင်မြင်စွာဖော်ဆက်နိုင်ခဲ့ပြီးတေးလူမျောပါဖြစ်နေတဲ့ယော်ဘီကိုချက်ချင်းထိုးပေးလိုက်ပါတယ်အဲ့ဒီနောက်ဆန်နဲ့စော့တို့ဟာသူတို့ရဲ့ရဟတ်ရင်ကိုဘုံကျဲလေရင်ကြီးရဲ့ရှေ့တဲ့မှာပိတ်ရက်ပြီးလေရင်မှုတွေကိုအမှန်တရားတွေပြောပြကဘုံမကျဲဖို့အတနာခံတောင်းဆိုပါတော့တယ်နောက်ဆုံးစက္ကန့်လေးမှာတော့လေရင်မှုတွေဟာအမိန့်ကိုဖီဆန်ပြီးဘုံကိုပင်လယ်ထဲကိုသာပစ်ချလိုက်ပါတော့တယ်ဒီလိုနဲ့သတင်းမှောင်ချခြင်းတဲ့အရာရှိဒေါ်နယ်လည်းအဖမ်းခံလိုက်ရပြီးဖြည့်ဆည်းကြောင့်တမျိုးလုံးကလူတွေလည်းအသက်ရှင်လွတ်မြောက်သွားပါတော့တယ်ဆန်နဲ့ယော်ဘီတို့လည်းပြန်လည်တင့်မြတ်သွားကြပြီးဇလန်းလေးကအဆုံးသတ်သွားပါတော့တယ်အခုပြောပြပေးခဲ့တာကတော့1995ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီထိတ်ရင်ဘိုးယောဂဘိုးကူးစက်မှုဇကားကောင်းလေးဖြစ်တဲ့ဟက်ရရဝေဒပဲဖြစ်ပါတယ်